ကိုရီးယားမိတ်ဆွေများလုံးမင်္ဂလာပါအခုကတော့ကျွန်တော်အလုပ်ပြန်နေရပါတော့အိမ်တော်မရောက်သေးပါဘူးဒီအလုပ်ရှာကြမဲ့မိတ်ဆွေများအားလုံးအတွက်ပေါ့နော်ဒီအသိပေးစရာလေးတစ်ခုရှိလို့ပါအဲ့ဒါကတော့ဗာလဲဆိုတော့အလုပ်ရှာတဲ့အခါမှာလေကျွန်တော်တို့ဒီကလေးကစားသလိုရှာလို့မရပါဘူးပြီးပြီရောဆိုပြီးတော့မှ CV form လေးရိုက်လိုက်တယ်ဆိုလို့ရှိရင်အဆင်မပြေဘူးပေါ့နော်နောက်တစ်ခုက CV form ဒီ professional ဆန်နေရမယ်နောက်တစ်ခုကလေကိုအလုပ်ရှာတဲ့အခါမှာလေဒီစိတ်ရောကိုရောနှစ်ပြီးတော့မှရှာဖို့လိုတယ်တချို့ဆိုလို့ရှိရင် CV form ပို့ထားလိုက်တယ်ဒီလောက်ကတင်လားမသိမတင်လားမသိအဲ့လိုမျိုးမလုပ်ရဘူးပေါ့နော်ကို CV form ပို့ထားတယ်ဆိုလို့ရှိရင် follow up လိုက်ရမယ်ဥပမာကိုရဲ့အသီးတရားပဲဖြစ်စေ agency တဦးပဲဖြစ်စေကို CV form တင်ထားပြီဆိုလို့ရှိရင်အလုပ်လေးတင်လို့အဆင်ပြေလားရှင်းပေါ့နော်ဒီအလုပ်လေးကကိုယ့်အတွက်အခွင့်အရေးရောရှိနိုင်မလားဒါလေးတွေမေးဖို့အရေးကြီးပါတယ် follow up လိုက်ဖို့အရေးကြီးပါတယ်နောက်တစ်ခုကလေကို5ရက်ကြာလို့ရှိရင်လည်းတချို့ရေဆိုရင်ဘာမှအကြောင်းလည်းမမေးတော့ဘူးပေါ့နော်နောက်လို့ရသွားမှလည်းမသိဒီလောက်ကိုစိတ်ဝင်စားမှလည်းမသိအဲ့လိုမျိုးတွေဖြစ်တတ်တယ်ပေါ့နော်ကို5ရက်ကြာတဲ့အခါကျတော့လည်းမေးကြည့်ဖို့လိုတယ်ကိုတင်ခိုင်းတဲ့ကိုရဲ့တငယ်ချင်းဖြစ်စေငါပြောခုနပြောခဲ့သလိုပဲ agency တဦးပဲဖြစ်စေကို CV ပေါ်တင်ခိုင်းထားပြီဆိုလို့ရှိရင်ဒီအလုပ်လေးအဆင်ပြေလားကိုရွေးချယ်ခံရလားအဲ့ဒါလေးကမေးဖို့လိုပါတယ်နောက်တစ်ခုကလေအလုပ်ရှာမဲ့သူတွေကပြောင်းချင်တာပဲဖြစ်ဖြစ်အလုပ်သစ်ရှာတာပဲဖြစ်ဖြစ်ပေါ့နော်ရှာမယ်ဆိုလို့ရှိရင် CV ပေါင်းတစ်ခုနဲ့မလုံလောက်ပါဘူး introduction video တွေပါတခါတည်းရိုက်ထားမှာဖြစ်ပါတယ်ပြီးတော့ mindset ပေါ့နော်ကိုယ့်ရဲ့အကြောင်းကိုတခါတည်းနဲ့ video လေးလုပ်ထားမှာဖြစ်ပါတယ်နောက်ပြီးတော့ကိုက working experience ရှိတယ်ဆိုလို့ရှိရင် experience နဲ့ပတ်သက်ပြီးတော့မှအလုပ်လုပ်နေတဲ့ဒီ video လေးတွေပုံလေးတွေကိုလည်းရိုက်ထားတယ်ဆိုလို့ရှိရင်ပို့ပြီးတော့မှကောင်းပါတယ်အဓိကကတော့ CV form ရဲ့နောက်ပြီးတော့ကြတော့ introduction video ရဲ့အဲ့ဒီအရာကိုရိုက်ထားပါအဲ့ဒါကြမှာလေအလုပ် job offer ကြားတဲ့အခါကြာရင်တိုင်းဆိုပြီးတော့ကိုယ့်ရဲ့ CV form နဲ့ introduction video ကတခါတည်းအလုပ်ရှောက်လို့ရမှာဖြစ်ပါတယ်အဲ့လိုမှမဟုတ်ဘူးကိုက CV form လည်းကောင်းကောင်းမလုပ်ရသေးဘူး introduction video လည်းကောင်းကောင်းမရိုက်ရသေးဘူးဆိုရင်တခြားရိုက်ပြီးသားသူတွေကအလုပ်ရသွားကြတယ်ခုနောက်ပိုင်းတွေ့နေရတာပေါ့နော် ready ဖြစ်တဲ့သူတွေကအလုပ်ရသွားကြတာဖြစ်ပါတယ်ဒါကြောင့်မလို့ကိုကအလုပ်တကယ်လိုချင်တယ်ဆိုရင်ကလေးကစားလို့မလုပ်ပါနဲ့ CV form ကိုတခြားပြင်ဆင်မှာ introduction video ကိုသေချာလေးရိုက်ပါအကယ်၍ CV form နဲ့ပတ်သက်ပြီးတော့အခက်အခဲရှိတယ်ရိုက်ချင်တယ်ဆိုလို့ရှိရင်လည်းကျွန်တော်လမ်းညွှန်ပေးပါမယ်ကိုထိတ်စီကိုဆက်သွယ်ခဲ့ပါCV form professional ရိုက်မယ် introduction video တွေလုပ်ထားမယ် working experience နဲ့ပတ်သက်ပြီးတော့ဓာတ်ပုံတွေ video တွေရှိတယ်ဆိုလို့ရှိရင်ပို့ပြီးတော့မှကောင်းတယ်အဲ့ဒါတွေပါတခါတည်းပို့ပါအဲ့ဒါကြမှာ agency တွေကတိုင်းနဲ့ကိုယ့်ရဲ့ CV form ကရှေ့ဆုံးမှာရောက်မှာဖြစ်ပါတယ်ဒါကမိတ်ဆွေရဲ့အလောက်ကန်ရရှိမှုအတွက်အများကြီးအထောက်အကူဖြစ်စေမှာဖြစ်လို့ကျွန်တော် share ပေးလိုက်တာပါကျေးဇူးအများကြီးတင်ပါတယ်ကိုယ့်ရဲ့မိတ်ဆွေများအားလုံးအဆင်ပြေကြပါစေ